မင်္ဂလာပါဒီနေ့ပန်းသီးချံကိုလမ်းပတ်နေတယ်အမြန်သွားကြရအောင်ကျွန်တော်နောက်ကိုလိုက်ထပ်ပါအရန်ကိုကြီးတဲ့ပိုးလောက်ပဲလက်ကီစားခြင်းလားကြိတ်တုံဖြူနဲ့ကင်းစားကြရအောင်ကဲတစ်ပွင့်တက်ဖို့အချိန်ရောက်ပြီလက်ကီဘယ်မှသွားနေဒီမှာတောင်းနေဟုတ်လားစခန်းပြန်ကြရအောင်စားနဲ့ကျွတ်တုံဖြူနဲ့ကင်းစားဖို့အချိန်ရောက်ပြီဟဲ့တဲ့ရေအများကြီးတုံးပြီးတန်ကြီးရေလောက်ရအောင်โอเคလားနားလေလားဘာပဲစားရေးတိတ်ချသေးဖို့မမေးနဲ့တော့တိတယ်ဟုတ်ကျွန်တော်ပြောရမယ်ကျွန်တော် AI မဟုတ်ဘူးကျွန်တော်တကယ်လူပါယုံကြည်ပေးပါကျွန်တော်မလိမ်ဘူးဒါဘာလဲသိလားဒါကိုဘာလို့ခေါ်လဲစိုက်မသိတော့ဘူးကဲဖြည်းဖြည်းချင်းဆက်လုပ်မယ်နော်ဒါမှပိုးရမ်းမိဖြစ်မှာဟေးကြည့်အိုးမြက်ပင်ပဲស្រែកវាលតាក់យាយមរកុំសាន់ទីមរកអប់នេះច្រាក់ត្រឹមទីវីកអោថ្វៃណែកត្រេរត់រុពេអណាយ៉ាងកោណាပဲရွာပြန်ကြစို့လာခဲဟဲ့ဦးလေးဝကြီးအရန်စားကောင်းတယ်နည်းနည်းငယ်စားချိန်ရောက်ပြီစားကြရအရာဦးသားကောင်းတယ်အရန်ကောင်းတယ်ဒိန်ငယ်အရသာပဲโอ้တကယ်ကောင်းတယ်ပိုးလောက်ကင်းချင်းစားလို့မဝနိုင်ဗျာစားကြင်လား